အားလုံးပဲမင်္ဂလာပါဒီနေ့ကထိုင်းတရား30နဲ့နှလုံးသင်ရမယ်တရားကိုထိုင်းလို့ဆိုလို့ရှိရင်စရနော်စရအဲ့လိုခေါ်မယ်ဟုတ်တရား30နဲ့နှလုံးရှိတယ်သူ့မှာကတရားမှာကကျတော့တန်တူတရားတန်ရှိတရားဆိုပြီးရရှိမယ်သူကအတွေးလိုက်လာမှာပေါ့နော်တန်တူတရားနဲ့တန်ရှိတရားโอเคနံပါတ်1စိုက်ကြည့်ကြည့်အောင်နံပါတ်1ကကျတော့ဒီလိုလေးရေးမယ်ဒီလိုအကိုရေးလေးသူ့ကိုစာရအတခါလေးလိုက်ကြည့်လို့ရနော်တရားလေးရလွယ်လွယ်လေးစာရအလွယ်လွယ်နဲ့မှတ်မယ်ဆိုရင်အလို့ပဲမှတ်ထားလိုက်မယ်နော်နံပါတ်1ကအရမယ်နော်တခါလေးလိုက်ရေးမယ်နောက်နံပါတ်2ကကျတော့အာဒီလေးစမ်းမယ်နော်အာရေရှာပုံစံလေးနော်အာနံပါတ်1ကအနံပါတ်2ကအာနော်အာရမယ်နော်โอเคနောက်နံပါတ်3ကကျတော့ဒီတုပ်ဆောင်လေးကဘီလာမှာပေါ့နော်ဘီလာမယ်ပြီးလို့ရှိရင်ဒီလိုတုပ်ဆောင်လေးဆွဲမယ်ပြီးရင်မျက်ခုံးပုံစံလေးဆွဲလိုက်မယ်စာရဣသူ့ကိုအတူကဣလို့ပဲမှတ်မယ်နော်ဣနော်ဒီမှာလို့ဒီလိုလေးမှတ်နော်ဣစာရဣနော်โอเคနောက်နံပါတ်4ကကျတော့သူ့ရဲ့တန်ရှိတရားကကဘယ်လိုရေးမလဲဆိုရင်ဒီမျက်ခုံးလေးလို့ရေးမယ်ပြီးလို့ရှိရင်ဒီလိုအရှောင်းလေးဒီလိုမျက်ခုံးလေးလို့ဆွဲမယ်ပြီးလို့ရှိရင်ဒီလိုတို့ရှောင်းလေးဆွဲလိုက်မယ်နော်ဘေးလေးမှာလေဒါကစာရဣဒါသူတို့အတွေးလိုက်မှတ်လို့ရဟောဣသောနာကအာအခုကဣရမယ်နော်โอเคပြီးလို့ရှိရင်နံပါတ်5နဲ့နံပါတ်6နဲ့နံပါတ်5ကကျတော့စာရဥဒါလေးစနာလူမျက်ခုံးလေးလို့ဆွဲမယ်ပြီးရင်ဘေးမှာအလုံးသေးသေးလေးတစ်လုံးထပ်လုံးလိုက်မယ်စနာလူလေးပဲဆွဲမယ်ပြီးလို့ရှိရင်ဘေးလေးမှာအလုံးလေးဆွဲလိုက်မယ်ဒါကဘယ်လိုဖတ်မလဲဆိုရင်စာရဥသွားလေးစီလိုက်မယ်သွားလေးစီပြီးရဆိုမယ်နော်တော့အထဲရအတန်လေးနော်စာရဥနော်နောက်နံပါတ်6ကကျတော့သူ့ရဲ့ရဲ့အရှိတန်းအဲ့ဒါကိုသူကကျတော့ဒီမျက်ခုံးလေးဆွဲမယ်ပြီးရင်တရားအရှိလေးတစ်ချောင်းဆွဲမယ်ပြီးရင်ဘေးမှာအတူလေးတစ်ချောင်းရှိမယ်စာရဥဒီဒါကကျတော့ဒါကသူ့ရဲ့အရှိတန်းလေးနော်ဒါကရမလားဒါလေးတွေကသွားလေးစီပြီးဆိုရလို့ရှိရင်အတန်ပီပီလေးထွက်လာလိမ့်မယ်နော်โอเคနောက်နံပါတ်9ကဘာလဲဆိုလို့ရှိရင်ဒီမှာဘီရှိမယ်ပြီးရင်သူ့ရဲ့အောက်မှာအင်္ဂလိပ်နံပါတ်9တေးသေးလေးရေးလိုက်မယ်နော်လွယ်လွယ်လေးနော်အင်္ဂလိပ်နံပါတ်9တေးသေးလေးရေးလိုက်မယ်ဒါကစာရဥကိုမှဟိုပါပေါ့နော်နှာခမ်းလေးစုပြီးရဆိုမယ်နော်နှာခမ်းလေးစုပြီးဟိုပါနော်စာရဥနှာခမ်းလေးစုပြီးရဆိုမယ်နော်နံပါတ်8ကကျတော့နှာခမ်းလေးစုပြီးရဆိုမယ်စာရဥပေါ်ပိုင်းမိုင်းတေးသေးလေးနော်ပေါ်ပိုင်းမိုင်းတေးသေးလေးစာရဥရမလားရမယ်နော်โอเคနံပါတ်9နဲ့နံပါတ်10ကကျတော့စာရ
A ပေါ့နော်ဒီလိုလေး B ပုံစံလေးဆွဲမယ်ပြီးရင်ဒီဘက်မှာအကွေးလေးနှစ်ခုရှိမယ်ဒါကကြတော့ A မြန်မာစာမှာရှိရနော် A မြန်မာတန်လေးပဲ A ဒါကစာရ A လို့ပဲမှတ်မယ်နော်နောက်တစ်ခုကကြတော့သူ့ရဲ့အရှည်တန်ကစာရ A လို့မှတ်နော်စာရ A ရမယ်နော်ပြီးတော့နံပါတ်17နဲ့7နောက်တစ်လုံးကကြတော့ခဏ B ကိုမှနှလုံးရေးလိုက်မယ်ပြီးရင်အကွေးလေးနှစ်ခုလာမယ်စာရနော်သူ့ကိုနောက်တစ်ခုကသူ့ရဲ့အရှည်တန်ကရမယ်နော်Okay now နံပါတ်73နဲ့74 73ကကြတော့ဒီလိုမျိုးလေးဆက်လိုက်မယ်ပြီးလို့ရှိရင်ဒီလိုလေးစာရပြန်ဆက်ပြမယ်နော်ဒီလိုလေးအလုံးလေးအထဲထဲမှာနော်ပြီးရင်အပေါ်တက်သွားမယ်ပြီးရင်အကွေးလေးရှိမယ်ဒီလိုလေးစာရသူ့ရဲ့အရှည်တန်ကကြတော့ဒီလိုလေးစာရနော်ရမယ်နော်လေးပဲနော်တရလေးရ Okay နောက်တစ်ခု15နဲ့15ကကြတော့စာရဒါ A ရှိမယ် R ရှိမယ်ပြီးရင်တို့အကွေးလေးရှိမယ် R ရှိမယ်ပေါ့နော်ဒါကစာရနောက်တန်ရှိတရကကြတော့စာရGON နဲ့တူရနော် G မှာကြတော့ ON တရမှာကြတော့ဒါကရမယ်နော်နောက်တစ်ခုက18နောက်တစ်ခုကကြတော့ A ရှိမယ် ON ရှိမယ်ပြီးရင် R လေးရှိမယ်ဒါကိုကြတော့လေးချိန်တက်တဲ့အတန်လေးပေါ့နော်သူအထဲထဲကအတန်ယူပါလေသူ့ရဲ့အရှည်တန်ကကြတော့လေးချိန်တက်တဲ့တန်လို့မှတ်ထားလို့ရနော်Okay နောက်တစ်ခုကကြတော့19 20နောက်တစ်ခုကကြတော့ A ရှိမယ် E ရှိမယ်ရောရရှိမယ် R ရှိမယ်ဒါကကြတော့ A ရှိမယ် E ရှိမယ်ရောရရှိမယ်ဒါ R ရှိမှာပေါ့နော်ဒါကိုဘယ်လိုဆိုမလဲဆိုလို့ရှိရင် E ရဒါကဆက်တဲ့ E လေနော် E ရသူ့ရဲ့အရှည်ကောက်ကကြတော့ E ရရမယ်နော် Okay နောက်တစ်ခု21နဲ့22က A ရှိမယ်ဒါသွားစီရတယ်နော်နှစ်ချောင်းလေးရှိမယ် ON ရှိမယ် R ရှိမယ်ဒါကကြတော့ဒါကဆိုတဲ့လေနော်သူ့ရဲ့အရှည်တန်ကကြတော့အရှည်တန်က
ရမယ်နော်โอเคနောက်တစ်ခု23နဲ့24နဲ့ဒါကဒီလိုအကွေးလေးရှိမယ်ပြီးရင်ဝေါ်ဝယ်ရှိမယ်ပြီးရင်စရအားရှိမယ်ဒါကိုအိုးဝသူရဲ့အရှိကောက်ကကျတော့အိုးဝရမယ်နော်โอเคနောက်ဆုံးရှစ်လုံးကကျတော့လေလေလေးဖြစ်သွားရင်နော်ဒါကလေးလုံးတစ်ခါလေးမှတ်လိုက်မယ်နော်ဒါလေးကအလုံးတေးသေးလေးရှိမယ်ပြီးလို့ရှိရင်ဒီလိုဆက်တဲ့အားလေးရှိမယ်ဒါကို ဒီလို နော် ဒီလိုမှတ်မယ်နော်နောက်တစ်လုံးကကျတော့ဒီလိုလေးရှိလေးဆွဲသွားမယ်ပြီးရင်ဒီလိုလေး I ဒီလို I လေးနော် I am I သူ့ရဲ့အရှိကကျတော့ I မိုင်းမလား I မိုင်းမလားအတူကောက်ပဲမှတ်မယ် I နောက်တစ်လုံးကကျတော့နောက်တစ်လုံးကလည်း I ပဲအတန်ထွက်တူရဲ့ဒါပေမဲ့ရေးတာမတူသူကကျတော့အပေါ်ကအလိတ်ကလေးနဲ့ဒါကလည်း I ပဲသူ့ရဲ့အရှိကောက်က I မိုင်းမွတ် I မိုင်းမွတ်သူက I မိုင်းမလိုက်သူက I မိုင်းမွတ်အတူကောက်ဆိုရင် I လို့ပဲဆိုလို့ရတယ်နော် I နောက်တစ်လုံးကကျတော့ A ရှိမယ်ပြီးရင်ဒီလို R ရှိမယ်အဲ့ဒါကို owဒီလေးလုံးတွဲမှတ်လို့ရနော်အဲ့လေးရလွယ်လွယ်လေးဒီလေးလုံးတစ်ခါတည်းတွဲမှတ်မယ် ow okay နောက်ဆုံးလေးလုံးကကျတော့ကြားလေးမှတ်မိလားဒါကထောထုံဟဲ့နော်ထောထုံကိုမှဟိုမြင်းအောက်ထိရှည်လေးဆွဲချလိုက်အဲ့ဒါကိုရုရတန်ပေါ့နော်ရုနောက်တစ်ခုကကျတော့ထောထုံကိုမှရှည်လေးဆွဲချမယ်ပြီးရင်အားကိုလည်းရှည်လေးဆွဲချလိုက်မယ်ရူနောက်တစ်ခုကကျတော့ဒါလေးကဖော်စံဖောင်းကိုမှရှည်လေးဆွဲချလိုက်မယ်အဲ့ဒါကိုလူနောက်ဆုံးတစ်လုံးကကျတော့ဖော်စံဖောင်းကိုမှရှည်လေးဆွဲချမယ်ပြီးရင်အားလေးရေးလိုက်မယ်လူဒါကလူရမလားဒါဆိုလို့ရှိရင်တရ30နဲ့နှလုံးပြီးပါပြီပေါ့နော်ဒါလေးကိုအစပြန်ကြည့်လိုက်မယ်ဒါထိုင်းတရ30နဲ့နှလုံးနော်အာအီဥအေအိုအောအီယာဥအိုဝI နောက်ဆုံးခုကရူလူရမယ်နော်ဒါကထိုင်းတရ30နဲ့နှလုံးပြီးတိုင်းနော်ဒီထိုင်းတရလေးတွေကိုလည်းရအောင်ကြက်မယ်တစ်လုံးချင်းချရေးပြီးတော့ရအောင်ကြက်မယ်နော်နှလုံးသူကအတွဲလိုက်ဆိုရလေနော်နှလုံးတန်တူတရတန်ရှိတရအဲ့လိုမျိုးလေး
ကိုကနှလုံးအတွဲလိုက်လေးရအောင်ကြက်မယ်နော်โอเคဒါဆိုလို့ရှိရင်ဒီတရလေးတွေအကုန်လုံးလည်းရအောင်ကြက်ထားပါဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာပါ